လူဘဝမှာတရှူးရှူးတတိုင်းတိုင်းနဲ့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တရားမှာကံမကောင်းအကြောင်းမလားလို့ခွေးဖြစ်ရင်လည်းခွေးဆိုးပဲဖြစ်တယ်ကြက်ဖြစ်ရင်လည်းဟိုခွတ်ဒီခွတ်ဟိုစိတ်ဒီစိတ်ကြက်ဆိုးပဲဖြစ်မယ်ငှက်ဖြစ်လို့ရှိရင်လည်းငှက်ဆိုးပဲနွားဖြစ်ရင်တောင်မှပဲဟိုနွားခွေဒီနွားခွေတရှူးရှူးလုပ်တဲ့နွားဆိုးဖြစ်တယ်နော်ဒီတဲ့ဆိုရင်တော့ကြားတို့အကောင်မလောင်နေကြိုက်စားတဲ့ချင်းလေးတို့ဆိုတဲ့အကောင်မျိုးတွေဖြစ်တယ်ဒေါသသမားတွေအဲ့ဒီကောင်မျိုးအဲ့ဒီလမ်းကြောင်းကိုရောက်သွားမပြင်းနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီလမ်းကြောင်းရောက်တရိษံတွေကိုကြည့်အေးချမ်းချမ်းနေတဲ့တရိษံရှိတယ်စူးစူးပူပူရန်လုံနေတဲ့တရိษံလည်းရှိအကဲခတ်ပြီးတော့ကြည့်ရန်လုံတဲ့တရိษံတစ်မျိုးတည်းနဲ့ရန်လုံတဲ့တရိษံရှိတယ်ရန်မလုံတဲ့တရိษံရှိတယ်ခွေးထဲမှာလည်းသဘောကောင်းတဲ့ခွေးရှိတယ်သဘောဆိုးတဲ့ခွေးရှိတယ်နော်အမှတ်တမဲ့နေတော့မသိဘူးသေချာကြည့်လို့ခွေးကြိုက်တတ်တဲ့ခွေးရှိတယ်မကြိုက်တတ်တဲ့ခွေးရှိတယ်ကြိုက်တဲ့ခွေးဆိုတာသဘောဆိုးလို့ကြိုက်သဘောမဆိုးတဲ့ခွေးကလူလာရင်အမီးနှံပြီးတော့ခင်တတ်မြင်တတ်တယ်အဲ့တော့ဒီသဘောတွေဆင်ញင်သုံးတတ်ရအော်ခွေးတောင်မှမေတ္တာရှိတဲ့ခွေးနဲ့ဒေါသကြီးတဲ့ခွေးမေတ္တာပြည့်တဲ့ခွေးနဲ့ဒေါသကြီးတဲ့ခွေးဒီလိုဖြစ်ရတာဘဝမှာမပြင်းလို့ဆိုလို့ရှိရင်တစ်လျှောက်လုံးဟာဒေါသသမားဖြစ်ပြီးနောက်ဆုံးကိုဒေါသကိုမထိန်နိုင်တဲ့အခါဒေါသနဲ့ပြေဆုံးသွားလို့ရှိရင်အင်္ဂါမဆင်းရဲတဲ့အပင်ငရဲကြာရောက်သွားတယ်ဟောကိုဒေါသကကိုပို့ပေးတယ်ဟောထို့တူပဲလောဘကြီးတဲ့လူနဲ့လောဘနည်းတဲ့လူကိုရှိနေရှိနေကိုယ်ကိုယ်လည်းရှင်းရှင်းသုံးသပ်ကြည့်အောင်လောဘကြီးတဲ့လူလောဘကိုမထိန်နိုင်မသိမ့်နိုင်တဲ့ကိုယ်ပစ္စည်းနဲ့အားမရဘူးသူများပစ္စည်းနဲ့ယူတယ်ဆိုတဲ့ပြစ်မှုတစ်ခုကျူးလွန်ဒုက္ခရောက်တာမျိုးဖြစ်လာတယ်။မတရားတဲ့နည်းနဲ့သူများပစ္စည်းရအောင်ယူတဲ့လောဘမျိုးဖြစ်လာလို့ရှိရင်ပို့ပြီးတော့ဆိုးတာဟော။အဲ့ဒါလို့ကိုယ့်ရဲ့ဇေယိုက်တွေအရှင်စိုးတွေကိုသိတဲ့အချိန်မှာပြင်ပေးဖို့လိုအပ်တယ်။မပြင်ဘူးဆိုလို့ရှိရင်တန်လျာထဲမှာဇေယိုက်ဆိုးနဲ့ခကြီးသွား950ဇတ်တွေကိုကြည့်ရှင်အင်္ဂုလိမာလဘဝကိုလေးလာကြည့်